ကြည့်ပါအောင်ဗျာကျွန်တော်ကတလီယာတစ်ခွာတဲ့အွန်လိုင်းကြီးပွင့်နေတာတွေ့လို့သွားယူလိုက်တာအောက်ကပွားစာတော့မရှိတော့ဘူးဒီလိုအခြေအနေကိုတော့အပင်လေးကပန်းနေပွင့်ပေးနေတာဗျာအဲ့ဒါနဲ့ကျွန်တော်လဲပွားစာပြန်ထည့်ရင်အခုလိုပန်းနေအွန်လိုင်းပွင့်အောင်ကျွန်တော်စိုက်တဲ့နီးပြပေးပါမယ်အရင်ဆုံးပွားစာအဟောင်းတွေကိုဖယ်ပြီးချင်းကိုရေးစေးထားလိုက်အောင်မယ်မပြုစုမိတာကြာနေတော့ဗျာတစ်ခွာပင်ရဲ့အမြစ်တွေကဆွေးပြီးတော့တည်နေတဲ့အမြစ်တွေလည်းများနေပြီအဲ့ဒါတွေကိုကက်ကြီးနဲ့ညှက်ထုတ်ပေးလိုက်မယ်စိမ့်နေတဲ့အမြစ်အကောင်းတွေကိုပဲခြံထားပါတယ်ဗီဒီယိုရှင်းမှာဆိုလို့ဖြတ်တဲ့အပိုင်းတွေကိုကျွန်တော်မြန်မြန်လေးကြော်ပေးပါမယ်ဒီလောက်ဆိုမကောင်းတဲ့အမြစ်တွေကုန်သွားပါပြီနောက်တော့အောင်လည်းရှင်းလိုက်ပါဦးမယ်ပြစ်ထားမိတာကြာနေတော့အမြစ်တွေကတော်တော်လေးကိုမကောင်းတော့တာအခုလိုနာနေတဲ့အရွက်တွေရှိရင်လည်းညှက်ထုတ်လိုက်ပါမဟုတ်ရင်ယောဂဖြစ်နေတာမျိုးဆိုရင်တခြားအပင်တွေကိုပါကူးသွားမှာဆိုလို့ပါရေတလီတာတဲ့ကို B1 ဖြစ်ဖြစ်မိုရမုံဖြစ်ဖြစ်တစ်စက်လောက်ရောထည့်ပြီးခုနကတစ်ခွပင်ကိုနိုင်ဝက်စိမ့်ထားလိုက်ပါမယ် B1 နဲ့မိုရမုံဘာကွာလဲဆိုရင်တော့ဝေးကွာပါတယ်စတာပါဗျာအတူတူလောက်ပါပဲ B1 ကအမြင့်တီးတန့်အားပေးတယ်မိုရမုံကလည်းဟော်မုန်းအားပေးတာပဲဆိုတော့ဒါပဲရှိလို့ကျွန်တော်ကဒါကိုသုံးလိုက်တယ်တစ်ခွချင်းအောက်ခြေကိုအုတ်ခဲကြိုးတွေခန့်ထည့်လိုက်ပါတယ်တချို့ကြတော့လည်းမီးသွေးခဲတွေသုံးကြတယ်ကိုယ့်အိမ်မှာရှိတဲ့အရာဝတ္ထုကိုသုံးလို့ရပါတယ်တညရေစိမ်ထားတဲ့အုံးစံတုံးတွေပါဘာလို့ရေစိမ်လဲဆိုရင်တကြံအတွက်အိမ်မှာမုံလောက်စားဖို့ခွဲတဲ့အုံးသီးကယူထားတဲ့အုံးစံကုန်တွေမို့လို့အုံးစံတုံးထဲမှာဖန်တက်တွေပါနေပါတယ်အဲ့ဒီအဖန်တက်ကိုအပင်တွေကမကြိုက်တဲ့အတွက်ကြောင့်အဖန်တက်တွေထွက်သွားအောင်ရေစိမ်ထားလိုက်တာပါပိုကဲကျိုးတွေပေါ်မှာဒီအုံးစံတုံးတွေလိုက်ထည့်မယ်ချင်းနဲ့အပြည့်ကျက်သွားအောင်ထည့်ပြီးရင်စိမ်ထားတဲ့တစ်ခွားပင်ကိုစိုက်ဖို့ ready ဖြစ်ပါပြီအပင်မလောက်အောင်ကျွန်တော်ကဝါချောင်းသေးသေးလေးတွေကိုအခုလိုချိုးလိုက်ပြီးတော့အုံးစံတုံးတဲ့တစ်ခွားပင်ကိုညှက်ပြီးတော့ထိုးစိုက်ထားတာမျိုးကျွန်တော်ကလုပ်ပါတယ်အပင်ငြိမ်ပြီးမလောက်အောင်လိုတဲ့နေရာတိုင်းကို3-4ချောင်းလောက်အဲ့လိုလုပ်လိုက်တယ်အားလုံးပြီးသွားရင်ဝါဖြစ်ဖြစ်တစ်သားချောင်းဖြစ်ဖြစ်ချင်းအလယ်မှာဒီလိုမျိုးထိုးစိုက်ထားလိုက်ပြီးကျိုးနဲ့တစ်ခွပင်ကိုလုံးဝမလုပ်တော့အောင်အဲ့ဒီဝါလေးနဲ့တွဲကြည့်ထားလိုက်ပါတယ်ဒါဆိုတစ်ခွချင်းဟာတက်တက်ရရနဲ့လုံးဝအပင်တွေလည်းမလုပ်တော့ပါဘူးတစ်ခွပင်အတွက်အားစေးသုံးခြင်းရဲ့73ပတ်လည်ကိုချင်းနဲ့ထည့်ထားပြီးပို့ကောင်းပါတယ်ဒီအပင်လေးတွေအမြင့်ထွက်လာရင်ကျွန်တော်ပြန်ပြပေးပါမယ်တစ်ခွပင်တွေစိုက်ထားကြရင်ပန်းနေအုံလိုက်ပွင့်တဲ့တစ်ခွပင်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ